မင်္ဂလာပါဖိဝင်ပါဒီနေ့ကတော့ဘာအကြောင်းပြောမလဲဆိုတော့အလုပ်အပ်ရင်ပေါ့နော်ပွင့်လင်းလင်းပြောပြီးအလုပ်အပ်ဖို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်2ယောက်3ယောက်ရှိပြီတွေ့တာအလုပ်အပ်ပြီးနောက်မှကျွန်တော်တို့ဘက်ကတက်တန်းတိုးတဲ့ခါကျမှတိုးမရဘူးပြုတ်မရဘူးပြဿနာတွေဒီလိုရှိလို့ပြန်မေးတဲ့ခါကျမှအလုပ်အပ်တဲ့လူဘက်ကပြောလာတယ်။ကျွန်တော်တို့အရင်ကတိုးထားဘူးလေကျွန်တော်တို့အရင်ကဟိုဟာလှုပ်ထားဘူးလေကျွန်တော်တို့အရင်ကဒီဟာလှုပ်ထားဘူးလေအဲ့ကြတော့မကြသင့်ပဲကြာတယ်မလို့မရတဲ့ဟာတွေအချိန်ပုတ်တယ်သူတို့အတွက်လည်းအချိန်ပုတ်တယ်ကျွန်တော်တို့အတွက်လည်းအလုပ်ရှုပ်တယ်အဲအကြောင်းမို့အလုပ်အပ်မယ်ဆိုရင်ဥပမာတစ်ခုပြောမယ်ပေါ့နော် MOU အလုပ်အပ်မယ်ဆိုရင်တက်တန်းတိုးလို့ရလားရတယ်ကြမ်းအော်ရှိမရှိကြမ်းအော်ထုတ်မထုတ်တက်တန်းကုန်ရင်တိုးလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကကျန်းအော်ထုတ်ထားရဲဆိုရင်ထုတ်ထားတဲ့အကြောင်းကျန်းအော်စာရွက်မိတ္တူလိုအပ်တယ်ဒါမှကျွန်တော်ဆက်လုပ်တဲ့အခါအဲကျန်းအော်ရှိထားတဲ့အထောက်ထားနဲ့တခါတည်းတင်ပေးလို့ရမယ်မဟုတ်ရင်မရှိထားတဲ့အနေနဲ့တင်လိုက်ရင်တခါပြန်ပြီးတော့ဟာဒီတယောက်ကကျန်းအော်ကြီးထုတ်ထားပါတယ်ဆိုတစ်ခေါက်ပြန်ဆောင်ရတဲ့အခြေအနေမျိုးတွေဖြစ်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့အလုပ်အပ်တဲ့ဆိုကြတဲ့ကပွင့်လင်းပြောပါကျမတို့ကကျန်းအော်ထုတ်ထားတယ်ဒါပေမဲ့2နှစ်ကဘယ်တော့ပြည့်မယ်အဲ့ဒါတက်တန်းတိုးခြင်းလို့ပါကျမတို့ကကျန်းအော်မထုတ်ထားသေးဘူးဒါပေမဲ့2နှစ်ကဘယ်တော့ပြည့်မယ်တက်တန်းတိုးခြင်းလို့ပါအကုန်လုံးတိုးလို့ရတယ်ပြောထားတဲ့အတိုင်းပဲဒါပေမဲ့အခုပြောထားတဲ့အချက်လက်လေးတွေအရင်ကြိုပြောထားမှထုတ်ထားရင်လည်းထုတ်ထားတယ်ထုတ်ထားတဲ့အထောက်အထားတွေပါပို့လာပေးမှအလုပ်လုပ်ရတာပုံမြန်ဆန်မယ်နောက်တစ်ခုရှိတာက DOE အကောင့်လျှောက်ထားလာပေါ့နော် DOE အကောင့်လျှောက်ထားတယ်ဆိုရင်လျှောက်ထားတဲ့ DOE email တွေ password တွေသိရင်တော့ပို့ပြီးတော့မြန်ဆန်တယ်အလုပ်လုပ်ရတာတခါတည်းအဲ email password ထဲမှာဝင်ပြီးတော့ကျွန်တော်တို့လျှောက်ပေးလိုက်ရုံပဲလျှောက်ထားဘူးတယ်မသိဘူးဆိုရင်ပို့ကြနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လျှောက်ထားဘူးတဲ့အတွက်သူကအကောင့်ရှိပြီးသားကျွန်တော်တို့ကဝင်ပြီးတော့အဲအကောင့်မှာလုပ်လို့မရတော့နောက်တစ်ခေါက်ပြန်ပြီးတော့ပျောက်သွားပါတယ်ပြုတ်သွားပါတယ်ဆိုပြီးတော့ပြန်တင်ရတယ်။မလျှောက်ထားဘူးဆိုရင်ကတော့ပို့ပြီးတော့မြန်ဆန်တယ်တခါတည်းအသစ်ဖွင့်လျှောက်ပေးပြီးတော့တခါတည်းတက်တန်းတိုးပေးလိုက်ရုံပဲ။အဲဒါကြောင့်မို့ကျွန်တော်ပြောတဲ့အချက်လေးတွေတက်တန်းတိုးမယ်ဆိုရင်ကိုကကြောက်တည်ထားလားကြောက်ထုတ်ထားလားမထုတ်ထားဘူးလားနံပါတ်1ချက်နံပါတ်2ချက်ကကိုက DOE အကောင့်ရှိထားဘူးလားရှိထားဘူးတဲ့ဆိုရင် DOE အကောင့်တွေမှတ်မိလားတခါတည်းဖွင့်ထားဘူးတဲ့အကောင့်တွေပါညာသာတကအကုန်ပေးဖို့လိုမယ်နံပါတ်3အချက်ကတော့စာရွက်စာတမ်းတွေအပြည့်စုံပို့လာပေးရမယ် passport မျက်နှာပြင် visa 2နှစ်မျက်နှာပြင်တိုးထားတဲ့မျက်နှာပြင် work permit သူများမှတင်ထားရင်လည်းတင်ထားတဲ့အကြောင်းအပြည့်စုံမတင်ထားရင်လည်းမတင်ထားတဲ့အကြောင်းပြောလိုက်ပြီးပို့လာပေးမှရပါမယ်အဲ့ဒါမှအလုပ်လုပ်ရတာပုံမှန်မြန်ဆန်ပြီးတော့ပြောထားတဲ့အချိန်တိုင်းအတွင်းမှာအတိအကျပြန်ပြောပေးလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုဒီနေ့လာပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ